Hello အမြဲတမ်းပဲ Grace တို့ချင်းမိုင်နေပဲပတ်ပြီးတော့နေရဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့မပြင်းနဲ့အနည်းဆုံးနေဆက်မှာရှိတဲ့မေဟောင်ဆောင် district ထဲကဘာရတ်ထိုင်ဆိုတဲ့တရုတ်ရွာလေးကိုလေသွားကြရအောင်နော်အချင်းမိုင်ကနေစသွားမယ်ဆိုရင်ပထမဆုံးရောက်မှာကပိုင်ကိုရောက်မယ်ပိုင်မြို့ပြီးသွားတဲ့ခါကျတော့မှဗန်ရက်ထိုင်းဆိုတဲ့ရင်တော့တရုတ်လူမျိုးတွေနေတဲ့နေရာအခုဆိုလို့ရှိရင်ရှမ်းတရုတ်တွေနေတဲ့နေရာပေါ့နော်ရှမ်းတွေအများစုကရှမ်းလိုလည်းရတယ်တရုတ်လိုလည်းရတယ်မြန်မာလိုနည်းလေးတက်ကြရရှင်အရန်လာတဲ့နေရာလေးကိုသွားကြမယ်နော်တက်တောင်စင်းအချိုးကွေးပေါင်းများစွာဖြစ်ကြပြီးတဲ့အချိန်မှာတော့အရန်လာတဲ့ဒီတရုတ်ရွာလေးကို Grace တို့ရောက်ခဲ့ကြပါတယ်ရွာရဲ့အလေတက်တက်မှာရေကန်ကြီးရှိပြီးတော့ရေကန်ကြီးရဲ့ပတ်လဲတောင်ဆောင်မှာဟိုတယ်အိမ်လေးစောက်ထားတာကြည့်ရတဲ့ view နဲ့မြင်ကွင်းကအရန်သဘာဝဆန်ပြီးတကယ်ကိုလာပါတယ်အပတ်ပဲဖြစ်ဖြစ်နေပဲဖြစ်ဖြစ်မနှက်စောပဲဖြစ်ဖြစ်ပေါ့နော်မြင်ရတဲ့မြင်ကွင်းတွေကတမျိုးစီလာပြီးတော့ဧည့်သည်တွေအတွက်ဆွဲဆောင်မှုပေးနိုင်ပါတယ်တရုတ်ရွာလိုလူအသိများတဲ့ဒီနေရာလေးကချင်းမိုင်ကနေဆိုလို့ရှိရင်တိုက်ရိုက်မှမွေးစ9နာရီကျော်လောက်မှဝပါတယ်လမ်းမှာပိုင်မျိုးမှဝင်လဲမယ်ဆိုလို့ရှိရင်တော့အလုံးပေါင်း9နာရီနီးပါးလောက်အရောက်မှဝပါတယ်ရှင်Grace တို့သွားတဲ့17လပိုင်းနေမှာဆိုရင်လမ်းတစ်လျှောက်မှာနေကြရိုင်းနေရပွင့်နေပြီးတော့အရန်လာပါတယ်။အဲဒီတဘာဝလာရင်းနဲ့ပဲအဲ့ဒီတွေကိုဆွေးဆောင်လာတာကိုတွေ့ရတယ်။ညဘက်ချိန်မှာဆိုလို့ရှိရင်လည်းရေကန်ရဲ့ပတ်လည်မှာအကယ်နေမူကထားတွေစားကြပြီးတော့ရွာရဲ့အလားကိုခံစားနေကြအောင်လည်းတွေ့ရမှာဖြစ်တယ်။နောက်ဆောင်ကိုတော့မယ်ဆိုလို့ရှိရင်တော့ညအိတ်သွားတဲ့အခါမှာလူပိုတက်တာပြီးတော့အေးစစ်စစ်လဲလို့ရတာဖြစ်တဲ့အတွက်တညအိတ်လောက်တော့သွားဖို့တော့ Grace က recommend ပေးချင်ပါတယ်ကဲရှင်ဗီဒီယိုလေးအဆုံးထိကြည့်ခဲ့ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်